ပနတီတွင်ကိုနကိုနဲ့တဖက်တကိုရှိတီရလက်ထွက်ပေါ်ခဲ့တဲ့ဟာရမ်ဘောတာဘီအတလက်တီကိုမက်ဒရစ်ကွင်းမှာတရေရလက်ရယူနိုင်တာကြောင့်အာဆင်နယ်အသင်းဟာဖိုင်နယ်တက်ဖို့60ရာခိုင်နှုန်းတိကျသွားပါပြီဒီပွဲမှာပြောစရာဖြစ်ခဲ့တာကတော့ဒီရဲ့ဖောင်းအလုံးကိုပနတီမှာပေးခဲ့တာပါပဲဒိုင်လူကြီးဟာ VAR ပြန်ကြည့်ခဲ့ပေမဲ့လည်းပနတီပေးဖို့လုံလောက်တဲ့ပြစ်ဒဏ်ကျူးလွန်မှုမရှိဘူးဆိုပြီးတော့ပယ်ဖျက်ခဲ့ပါတယ်အာဆင်နယ်အသင်းရဲ့ဥဆောင်ကိုတော့ယောကာရက်စ်ကပနတီကနေကန်သွင်းပေးခဲ့တာဖြစ်ပြီးတော့အတလက်တီကိုကလည်းတရေဖြစ်စေမဲ့တွင်ကိုအေဗာရက်စ်ကပနတီကနေတဆင့်ကန်သွင်းယူပေးခဲ့ပါတယ်တစ်ဖက်တကိုစီတရေရလက်ထွက်ပေါ်ခဲ့တာအာဆင်နယ်အတွက်တော့အားတာချက်တစ်ခုလို့ပဲကျွန်တော်ယူဆပါတယ်ဒီပွဲကပရိသတ်တွေထင်သားသလိုခံစစ်ပိတ်ဆော့ပြီးတော့ပြင်းစရာကောင်းတဲ့ပွဲတစ်ပွဲတော့မဖြစ်ခဲ့ပါဘူးနှစ်ဖက်အသင်းလုံးကတိုက်စစ်နဲ့ခံစစ်မြောက်အောင်ထိန်းဆော့သွားခဲ့ပြီးတော့ပွဲတက်ဖို့ကလည်းတော်တော်လေးကိုမြင့်တယ်လို့ပြောရမှာပါအတလက်တီကိုအသင်းဟာအိမ်ကွင်းမှာအနိုင်မယူနိုင်ခဲ့တဲ့အတွက်ဒုတိယကျော်အမရိတ်ကွင်းမှာတော့အာဆင်နယ်အသင်းဟာ60ရာခိုင်နှုန်း90ရာခိုင်နှုန်းအလေးတာသွားပါပြီဒါပေမဲ့ချန်ပီယံလိဂ်ဆိုတဲ့အတိုင်းပဲဘာမှကြိုတော့ပြောလို့တော့မရသေးပါဘူးဒီပြစီမီယိုနီအနေနဲ့ကလည်းမတူညီတဲ့နီးစနစ်နဲ့ပြန်လဲချင်းကပ်လာအောင်ပါဒါပေမဲ့ကျွန်တော်အနေနဲ့ကတော့အာဆင်နယ်အသင်းဒီနှစ်မှာချန်ပီယံလိဂ်ဖိုင်နယ်ကိုရောက်သွားမယ်လို့ခံစားနေရတာပါဆိုတော့ပရိသတ်တွေအနေနဲ့ရောဒုတိယအကျော်အမရိတ်ကွင်းမှာရောဘယ်လိုရလက်တွေထွက်ပေါ်လာအောင်အတလက်တီကိုမက်ဒရစ်အသင်းကပဲမထင်ထားရတွေလုပ်ပြနိုင်မှာလားဒါမှမဟုတ်အာဆင်နယ်အသင်းကပဲချန်ပီယံလိဂ်ဖိုင်နယ်ကိုတက်ရောက်သွားမှာလားဆိုတာကောမောက်မှာဖြေခဲ့ပေးကြပါဦး